စစ်တဲ့တော်တွေကလူပြည့်လေပင်ကိုဓာတ်တွေနဲ့ချိန်ထားကြပြီးမိဖုရားကြီးကငါ့ကိုဝတယ်လို့ပြောပြီးအဲ့လိုမျိုးခါရမ်းကပြတာလုံးဝဟာသားမဟုတ်ဘူးလို့ဒေါသကြီးပြောလိုက်ပါတယ်။ရင်ကြီးကတော့ဘေးကနေရေမောနေပြီးမြမိဖုရားကြီးကတော့ငါရေမနေဘူးနော်လို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်။လူပြက်ကလည်းမလျှော့ပဲပြန်ပြောလိုက်ဘူးကအမှန်တိုင်းပြောရင်အရှင်မကြီးကိုကျွန်တော်ဝတယ်လို့မပြောခဲ့ပါဘူး။အရှင်မကြီးရဲ့တင်မကတစ်ဖက်တိုင်းပြည်လုံးမှာအထွားဆုံးပဲလို့ပြောတာပါ။မိဖုရားကြီးကလူပြက်ရဲ့စကားကြောင့်ရာဇပလေဘဝနဲ့ပြုတ်ကြလူမတက်ရေမောသွားခဲ့ပြီးမြချက်ချင်းပဲပြန်တည်လိုက်ပြီးဒါပေမဲ့မင်းကတော်ဝင်မျိုးနယ်ကိုပြောပြီးလုပ်ခဲ့တဲ့အတွက်တေးတမ်းပေးရမယ်။ဒါပေမဲ့ဘယ်စစ်တဲ့တော်ကမင်းကိုတတ်မလဲဆိုတော့မင်းကိုယ်တိုင်ရွေးချယ်ခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်။လူပြက်ကပြုံးရည်ပြီးကောင်းပါပြီဒါဆိုအရှင်မကြီးကိုဝါတုတ်ကြီးလို့ခေါ်ပြီးခါရမ်းကပြမယ်စစ်တဲ့တော်ပဲကျွန်တော်တတ်ဖို့ကျွန်တော်ရွေးချယ်ပါတယ်။အဲဒီစကားကိုကြားတဲ့စစ်တဲ့တော်နှစ်ယောက်လုံးကသူတို့ရဲ့ဓာတ်တွေကိုပစ်ချပြီးနေတော့ရန်ကနေအများဆုံးထွက်ပြေးသွားကြပါတော့တယ်။ဒီပြကြီးရဲ့တပြင်းချရင်ကြည့်ရတာမင်းကိုတတ်ဖို့ဘယ်သူမှအရေးချင်းမပြေးမိကြဘူးထင်တယ်လို့ပြောလိုက်ပါတော့တယ်။